Okay guys ဒီနေ့တော့ကျွန်တော်တို့အတူလာချင်တဲ့ warfare class ပေးဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်တို့အတူတစ်ချက်ကြည့်ကြအောင်နော်ဒီဗီဒီယိုတော့အစိုးထိကြည့်ပေးပါအောင်နော်ကျွန်တော်တို့ပထမဆုံး auto shoot ထည့်မယ်ပြီးလို့ရှိရင် auto marco ထည့်မယ်ပြီး push ထည့်မယ်ပြီး washer ပြထည့်မယ်ဒီ washer နဲ့အထူနည်းနည်းထူတယ်နော်ပြီးလို့ရှိရင် single plan နှချက်မယ်ပြီးလို့ရှိရင် glass house ထည့်မယ်ကလာဟောင်းရှင်းဒီကြတဲ့သူတို့ထဲတဲ့အချိန်မှာကလာပြလဲတဲ့အချိန်မှာကလာဟောင်းရှင်းကကောင်းမကောင်းတေချာလေးစီးရမယ်နော်ပြီးလို့ရှိရင်ဘွားချာတက်မယ်ပြီးလို့ရှိရင်ကလာဟောင်းရှင်းထည့်ပြီးလို့ရှိရင်သူတို့ကလာပြတွေထည့်လို့ရမယ်နော်ဒီဟာကျွန်တော်တို့Yamaha ဆိုတော့ကျွန်တော် Yamaha LCD YD အကုန်လုံးအတူတူပဲ FZ တွေအကုန်လုံးအတူတူပဲပုံစံဒီလိုချင်တဲ့ဝဟဲမှာလို့ဒီ class တွေတစ်ခုပဲပါတယ်လို့စီစားတယ်မယ်ဒါထဲမှာပဲပို့ပါတယ်နော်ဒီဟာမထည့်ဘူးဆိုလို့ရှိရင်ကျွန်တော်ကကြီးချိတ်တဲ့အချိန်မှာရမှာမဟုတ်ဘူးပြီးတော့လက်ချင်တာတစ်ခုထူးခြားတာဒီဟာလက်ချင်တာအဟောင်းဆိုလို့နော်model အဟောင်းဆိုလို့ဒီမှာဆိုလို့ရှိရင်spray နဲ့ပါမလာဘူးလေနော်ဒီတံပြလေးနဲ့လာတယ်အဲ့တံပြကို spray အစားကျွန်တော် spray မမာဘူးဆိုလို့ရှိရင်ကျွန်တော်ကplayer လေးနဲ့နည်းနည်းခေါက်ထားလိုက်မယ်နောက်ဆိုလို့ရှိရင် spray ကနည်းနည်းမာမယ်အဲ့တံပြလေးကနားဒီတေချာလေးချက်မယ်နောက်ချက်ပြီးလို့ရှိရင်ကြာထိုးကြည့်မယ် free ရမရကြာထိုးပြီးမှကလပ်ပြောင်းအဲ့လိုထည့်ရှိလိုက်မယ်လင်းနဲ့ထည့်ပြီးမှရပြီဆိုလို့ရှိရင်ကျွန်တော်starter စထည့်မယ်နော် starter gear ထည့်မယ်ဒီမှာ starter gear spray ပါတယ်နော်ဟောမဟုတ်အထက်မှာဆိုလို့ရှိရင်မာဂျီပါတယ်အဲ့ဒီအပေါင်းထဲကိုကျွန်တော်တို့ထည့်ရမယ်တက်အောင်ထည့်ရမယ်နော်ဆိုစီ player လေးနဲ့ spray ကိုအဲ့ဒီငေါက်တဲ့နေရာမှာထိုးထည့်ရုံပဲ